ဝိတ်ချလို့မောဒီညညစာမစားတော့လို့ဆုံးဖြတ်ထားပေမဲ့သေချာစဉ်းစားကြည့်လိုက်တော့လူဖြစ်ရတဲ့ခဏလေးမှာငါဘာလို့ညစာမစားဘဲနဲ့အိပ်ရမှာလဲဆိုပြီးတော့အသိစိတ်ဝင်လာပြီးတော့ချက်ချင်းအောက်ဆင်းပြီးတော့ခောက်ဆွဲတုပ်တွေချက်ဥတွေအကင်နဲ့သွားဝယ်ခဲ့ပါတယ်အဆောင်အရှောက်နေရလဲဒီအချိန်ထိအကင်ဆိုင်ကိုမပိတ်ဘဲနဲ့ဖွင့်ပေးထားပါတယ်အကင်ရောချက်ဥရောခောက်ဆွဲရောစုံစုံလင်းလင်းရလာခဲ့ပါပြီလူဖြစ်ရကြုံနာလို့ဒီညတော့ခောက်ဆွဲပြုတ်တောက်ပြီးမှအိပ်ပါမယ်ခောက်ဆွဲပြုတ်ပကံကိုကြည့်လိုက်တဲ့အခါမှာငါဒီညတော့ဆုံးဖြတ်ချက်မှန်သွားပြီဆိုပြီးတော့အသိစိတ်ဝင်သွားပါတယ်ဒီချိန်ဆိုရင်ဗိုက်စာနေကြရောပေါ့ဖိဖိခောက်ဆွဲစားနေရလေးကိုကြည့်သွားပါအောင်နော်အရှိလေးကိုနည်းနည်းတော့မြည်ကြည့်လိုက်တယ်ပေါ့နော်သဘောတွေကျသွားပါတယ်နောက်ပေါ်တဲ့ခောက်ဆွဲကြောက်တွေထဲမှာမလိုင်းချစ်ဆက်အရသာကိုဖိဖိတော်တော်လေးကြိုက်ပါတယ်အထဲမှာပါတဲ့ခောက်ဆွဲကြောက်ရဲ့စိုက်ကလည်းရန်ရန်တို့ရှင်းရှင်းတို့ထက်နည်းနည်းတော့ကြီးပါတယ်ခောက်ဆွဲအလုံးကလည်းတိတိမြင်မြင်လေးတွေမဟုတ်ဘဲနဲ့စားရတာအဆင်ပြေပါတယ်ခောက်ဆွဲသားလေးလည်းတော်တော်လေးနူးဣရလို့ပြောလို့ရပါတယ်အမှန်တော့ဘန်ကောက်ကတန်းစီပြီးစားရတဲ့ခောက်ဆွဲပြုတ်ဘလော့ကိုကြည့်ပြီးတော့စားကျင်သွားတာပါအဲ့ဒါနဲ့ပဲဘန်ကောက်ကခောက်ဆွဲပြုတ်နဲ့လာလာမသက်ဆိုင်တဲ့တုံရန်ခောက်ဆွဲပြုတ်ကိုအကင်နေတဲ့ကျုပ်တွေထည့်ပြီးကိုပေါ့အောင်ပြုတ်စားခဲ့ပါတယ်ခောက်ဆွဲပြစ်ကိုကျုပ်နဲ့စားတိုင်းကျုပ်အနှစ်ပေါက်မှာကြောက်တဲ့စိတ်သူများတကောင်ကိုကျုပ်အနှစ်ကျွေးရမှာကြောက်တဲ့စိတ်ထားလေးတစ်ခုဖြစ်ပြီးမှရှိပါတယ်ဖိဖိလိုပဲတော်တော်များများဒီစိတ်ထားလေးရှိကြမယ်လို့ထင်ပါတယ်တယောက်ထက်တစ်ပြင်းနှစ်ပြင်းနင်းကန်ပြီးစားပြီးတဲ့နောက်မှာတော့ခောက်ဆွဲတစ်ပွင့်ကလုံးကုန်သွားပါပြီအဆုံးထိတ်ကြည့်ပြီးလို့ကျေးဇူးပါ